ဒါဟာဒေါ်လာ1.9 တန်တန်ကြေးရှိပြီးတမိုင်းတစ်လျှောက်ပြုလုပ်ခဲ့သမျှထဲမှာဈေးကြီးဆုံးစတုရင်ကတုရင်ကုန်ဖြစ်ပါတယ်လူတစ်ယောက်အနေနဲ့သူ့ရဲ့တက်တန်း10နှစ်စာအချိန်ပေးပြီးဒါကိုတိစောက်ခဲ့ရတာပါဘာလို့လဲဆိုတော့ဒါဟာရိုးရိုးစတုရင်ကခုံတစ်ခုတည်းမဟုတ်လို့ပါပဲရုပ်တုတစ်ခုချင်းစီကို14ကာရက်ရွှေစင်ကြယ်ရဲ့ငွေတို့နဲ့သုံးလုပ်ထားပြီးအဖိုးတန်ကြောင်မြတ်ရတနာတွေစီချဲထားပါတယ်ပြီးတော့တမိုင်းမှာအကြော်ကြားဆုံးတိုက်ပွဲတွေတဲကတစ်ခုဖြစ်တဲ့ SS တိုက်ပွဲကိုတရုတ်ဖော်ဖို့လက်နဲ့ကိုယ်တိုင်ထုစစ်ထားတာဖြစ်ပါတယ်အလက်ဇန်ဒါကိုယ်တိုင်ကမင်းကြီးတစ်ပါးအနေနဲ့ရက်တည်နေပြီးဒါရီကနောက်ထပ်မင်းကြီးတစ်ပါးအတီနာထမဆုံးအနေနဲ့မင်းရဲ့အဖေကသူရတင်တာထပ်ပို့ပြီးတော့အတိအမှတ်ပြုခံရဖို့ထိုက်တန်တယ်လို့ထင်ရင်လိုက်ပေးခဲ့ပါတကယ်လို့မင်းရဲ့အမေကမင်းရဲ့ကဘာကြီးတစ်ခုလုံးဖြစ်နေမယ်ဆိုရင်တော့အတီးပုံအီမိုဂျီလေးပေးခဲ့ပြီးမိဘကိုချစ်တဲ့သူတွေစီကိုလည်းဒါလေးကိုမျှဝေပေးလိုက်ပါကဂရီမီဖူယာပါရှန်စစ်နက်ဖျားကတော့နောက်ထပ်မိဖူယာတစ်ပါးအနေနဲ့ရှိနေပါတယ်အခုထူးခြားတဲ့အလဲအပြောင်းကတော့မီဒီယုတ်တုရဲ့အောက်ခြေကွင်းကိုမစိုးလှည့်လိုက်ရင်အဲ့ဒါကလှုပ်ရှားလာမှာဖြစ်ပါတယ်အလက်ဇန်ဒါကသူ့ရဲ့ဓာတ်ကိုနှိမ့်ချလိုက်တဲ့လေးသမားတွေကသူတို့ရဲ့လေးတွေကိုနောက်သို့ဆွဲဆန့်လိုက်ကြတယ်တစ်ခုချင်းစီကိုတီးခြားစီမံဖန်တီးထားတဲ့စက်မှုယုတ်တုအခု30နှစ်ခုရှိပြီးယုတ်တုတစ်ခုချင်းစီကိုအသက်သွင်းဖို့10စုနှစ်တစ်ခုစာအတွင်းစုစုပေါင်းလောက်အားနာရီ14000ကျော်လိုအပ်ခဲ့ပါတယ်ကဲတင်ကောဒါနဲ့ကစားဖို့တတိရှိရဲ့လား